နေသားသမီးတွေခဏလေးနေအောင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါဒီဩဂုတ်လ18ရက်နေ့ဟာတင်းစီကိုတင်းထူးတစ်ခုဒါမှမဟုတ်တင်းပွားကိုပြောင်းလဲစေမယ်အခွင့်အရေးတစ်ခုမထင်မှတ်ပဲရောက်လာတော့မှနေဖြစ်တယ်ရင်ထဲမှာပူလောင်နေတဲ့သူတွေအတွက်ဒီနေ့ဒါတော့က3ကရဲ့နမိတ်ကတင်းကိုအဖြစ်အတိအကျပေးပါလိမ့်မယ်တော့ဒီဗီဒီယိုကိုကြော်မသွားပါနဲ့ဒီနမိတ်ကတင်းစီရောက်လာတာဟာအကြောင်းမဲ့မဟုတ်ပါဘူးဒီနေ့ဩဂုတ်လ18ရက်နေ့အတွက်စနေသားသမီးရဲ့ကံကြမ္မာကိုစစ်စစ်ကြည့်တဲ့အခါမှာစိတ်ထဲမှာလေးလံနေတာတွေဆုံးဖြတ်ရခတ်နေတဲ့ကိစ္စတွေကိုစဉ်းထုတ်ရမယ်သဘောမျိုးမြင်နေရပါတယ်။ကဲဒီနေ့တင့်တော့ကြာရောက်တဲ့တာတော့က3ကရဲ့တစ်ခုချင်းစီကိုတူတူကြည့်လိုက်အောင်ဗျာ။ဩဂုတ်လ18ရက်နေ့စနေသားသမီးများအတွက်တာတော့နမိတ်ဟောဒီကြည့်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။စနေသားသမီးများတဲ့ဒီပထမဆုံးကြားတဲ့ကတ်မှာဆိုရင်စိတ်လန်းစုပြေမှုနဲ့အောင်မြင်မှုကိုကိုစားပြုတဲ့အင်ပါရာဘယင်မကတ်ဒီကက်လေးကြားတာစနေသားသမီးတွေဒီနေ့မှာငွေကြေးနဲ့ပတ်သက်လို့လက်လက်ပတ်တွေပွင့်မဲ့နမိတ်ဖြစ်ပါတယ်ခင်ဗျာစီးပွားရေးအလောက်ကိုက်မှာဆိုကိုရင်းနှီးမြှုပ်နှံထားတာဒီမြုပ်နေတဲ့ငွေတွေပြန်ဝင်လာမယ်မိကောင်ဆွေကောင်အထက်လူကြီးကောင်းတွေရဲ့ကုညီမဆားမှုကိုရမယ်အချစ်ရေးမှာဆိုရင်အိမ်အောင်ရှင်တွေနဲ့ချစ်သူရှိပြီးသားသူတွေအတွက်အပြန်အလှန်နားလည်မှုတွေပုံမူရရှိပြီးဝမ်းသာစရာတည်င်းကောင်းဥပမာရင်သွေးရရှိတာလို့လက်ထပ်ဖို့သဘောတူညီချက်ရခြင်းမျိုးတွေကြုံရနိုင်ပါမယ်တတိထားမှာကသုံးစွဲမှုလုံးကဲနိုင်တာမို့ငွေအဝင်ရှိသူအသုံးစည်းကိုလည်းစနစ်တကျထိန်းချုပ်ဖို့လိုအပ်ပါခင်ဗျာဒုတိယကပ်မှာတော့စိတ်ပိုင်းဆိုင်ရာတွန်းအားကိုပြနေတဲ့ဒါစစ်လက်ကကြတာဒီနေ့မှာစနေသားသမီးတွေရဲ့စိတ်ထဲမှာဘာလို့လောက်ရမှမသိပိတ်မိနေသလိုမျိုးခံစားရနိုင်ပါတယ်ငါတော့ဘာမှလုပ်လို့မရတော့ဘူးဆိုတဲ့အမှောင်ပိတ်မိနေတဲ့စိတ်မျိုးဝင်လာတတ်ပါတယ်ဒါပေမဲ့ဒီကက်ရဲ့လှုပ်ဝက်ချက်ကကျိုးတွေကိုခက်ရှော့လေးပဲခြီထားတာပါတင်းရဲ့မျက်စိကိုကွယ်ထားတဲ့စိုးရိမ်စိတ်တွေကိုဖယ်လိုက်တာနဲ့ထွက်ပေါက်ကအစင်သက်ရှိနေတာကိုတွေ့ရပါလိမ့်မယ်ကျမရေးအနေနဲ့စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်တာလို့စက်ကြောတက်တာနဲ့အိမ်မပြောနဲ့ယောဂမျိုးတွေတတိထားပေးပါဘာမှမဟုတ်တာလေးနဲ့ပူပန်နေတာတွေကိုလွတ်ချပေးလိုက်ပါခင်ဗျာတတိယမြောက်နဲ့အဓိကအဆုံးဖြတ်ပေးမှကတ်ကတော့ဒီရလက်ကောင်းလေးကိုယူဆောင်လာတဲ့ကမ္ဘာလောကကတ်ကြတာဒီဒုတိယကတ်မှာကြုံတွေ့ရတဲ့အခက်အခဲစိတ်ဆုပ်စရာတွေကဒီကမ္ဘာလောကကတ်ရဲ့စွမ်းအားကြောင့်ချက်ချင်းပြည်လည်သွားပါလိမ့်မယ်တက်တန်းကြပိတ်ဆို့နေတဲ့ပြဿနာတစ်ခုအပြီးသက်အဆင်ပြေပြည်လည်သွားမှနေဖြစ်တယ်ခရီးတွေသွားလာရတတ်ပြီးအဝေးကိစ္စတွေနိုင်ငံခြားတက်ပတ်သက်တဲ့အလောက်ကန်နေမှာခရီးသွားဖို့စီစဉ်နေတဲ့သူတွေအတွက်ရာနှုံးပြည့်အောင်မြင်မဲ့နမိတ်ဖြစ်ပါတယ်ခင်ဗျာဘဝရဲ့စာမျက်နှာအသစ်ကိုအောင်မြင်နဲ့စတင်နိုင်တော့မှာဖြစ်တယ်စနေသားသမီးတွေအတွက်ဒီဩဂုတ်လ18ရက်နေ့မှာကန်စားတာတွေအထူးပွင့်လန်းပြီးပိတ်မိနေတဲ့ကံတွေပြေပြောက်စီဖို့အတွက်မနက်ပိုင်းဖျားမှာ no a ဒါမှမဟုတ်ရင်ဒိန်ချင်းကတ်လူပေးပါကတ်လူရင်မိမိဖြစ်ချင်တဲ့စုကိုတိကျကျစုတောင်းပါဒီနေ့နမိတ်ရဲ့အင်အားကိုရယူဖို့နဲ့ဒီအဟောကိုလက်ခံနေဆိုရင်ဒီဗီဒီယိုလေးရဲ့ comment ထဲမှာငါရဲ့အောင်မြင်မှုကိုလက်ခံပါတယ်လို့comment ထဲမှာပြီးကောင်းသောစွမ်းအင်တွေကိုရယူလိုက်ပါခင်ဗျာစနေသားမိအများမြင်တွေ့နိုင်အောင်လေဒီဗီဒီယိုလေးကိုအများမြင်အောင်ပြန်လည်မျှဝေပေးခဲ့ပါအောင်ခင်ဗျာအားလုံးပဲကံကောင်းခြင်းများစွာပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ